ထိုင်းတာလေ ကိုတခြားအိမ်လူတွေအိမ်ကြီးရမြေတန်းပါအိမ်ကြီးရမြေတန်းပါ ကြားရဲပါ ဒီဝင်လာတယ်ဒီဝင်လာတယ် တရက်စာလောက်အားကတော့ကြော်တော့ရင်တော့အခြေခံ ဟုတ်ပါလေ နော် ဒီမှာဟိုဖေးရမျက်နှာလေးပေါ်နေတဲ့ညောင်မရဟိုဘက်တည်းပဲနဲ့ကွဲနေတာဘာမှမဟုတ်ပဲနဲ့ကွဲတာဘာမှမဟုတ်ပဲနဲ့ ဟုတ်တယ်အဲကြောင့်မသွားကြဘူးလေမှာရုပ်ရည်ဘူးမှသွားကြရုပ်ရည်လူငယ်မှသူကရုပ်ရည်မသွားကြဘူး ဘယ်သွားမှတော့ငါတိုင်းဘာမှတိတ်ထူးထူးကြမတို့ဗမာနိုင်ငံပကညာဦးရဆိုဒီတက်တော့ နည်းနည်းလက်ကားပူရတာပါမရဲနော် ဖေးရရောမြန်မာနိုင်ငံ ဖ နဲ့ ရားတွေဟုတ်ပါ ပြီးရပကဲဟိုတယ်လည်းဈေးပေါ်ပါတယ်နော် လေးကြည့်တယ် ပကန်းစီကြီးတယ်ဟိုတယ်သေးတယ်ပြည့် အဲ့တော့ဒီလေးမပေါ်ဘူး တို့ကြောက်တသိန်းခွဲတယ်ရတယ်တော့မသိ ဒါတော့မကန်ညောင်း အင်းလေးနဲ့6ကပ် အင်းကိုရှိ ငွေလေးလို့တော့ကိုတို့ပြိုပြတ်တာတွေများတာပြန်ပြင်အောင် ထိုင်းလေရင်ဆိုတော့ထိုင်းလိုလည်းပြောရတယ်အင်္ဂလိပ်လိုလည်းပြောရတယ်မြန်မာလိုပဲပြောတာ အိုင်ကွန်စီယန်သွားတာခဏလေးပါနော်ဘန်ကောက်မှာတော့ကာတာပိတ်ပါတယ်နော်တောင်းမဲ့ဟာဗျာတင်မလား10မိနစ်လောက်ဆိုရင်ရောက်တယ်တည်မလားပုံမှန်စပီးနဲ့မောင်းတယ်ဆိုရင်ပုံမှန်40 50လောက်မောင်းတယ်ဆိုရင်ရောက်မှာအဲ့ဒါကိုကားပိတ်နေတဲ့ခါကျတော့ဘာမှလုပ်မရပါဘူးဘန်ကောက်မှာညနေရင်းနေမနေ့ခင်းနေဆိုရင်ကာတာပိတ်ပါတယ်နော်ဆိုင်ကင်းနဲ့သွားတာဘန်ကောက်မှာပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်မိသားစုကတော့ဒါဇာကားပြောနေသွားတာမို့လို့အဆင်ပြေပါတယ် တာတော့တမီးတော့မသိဘူး အရင်တော့အိမ်ဆိုကိုမျိုးသိတယ်ဒီမှာကိုကျထုံးနေရဆောင်လို့အိမ်ရအဲ့ရသူတယ်ငါပူစီလို့ကြားတယ်ကြားတယ်ရောကိုကျထုံးကိုသိလား ဟမ် ကိုကျထုံးကိုသိလားအဲ့ကိုကျထုံးတို့နဲ့မျက်နှာချင်းစာတဲသူတို့အိမ်သိရမလား သိရလေ အဲ့တဲသူတို့အိမ်ရဟိုကိုရတိုင်းမဟုတ်ဘူးဒီဘက်ကကိုဗလိန်တိုင်းဖြစ်သွားလေ အဲ့ဒီလေ အဲ့ဗလိန်အိမ်နာလေးအဲ့ဗလိန်အိမ်ရင်အိမ်ရင်တော့အဟောင်းကြီးလေသိရမလားအဲ့မှာနေနေသူတွေသိလား သိဘူးငါ ဟောအဲ့ဒါမသိမရဘူးအဲ့နာ နောက်ဝင်တော့ဝင်လာအဲ့ဟိုသူတို့ပါပဲလို့ ငါတို့ကမဟုတ်တော့အခုအိမ်ဆိုပို့ပြဆိုမှသိမှာတော့မဟုတ်ဘူးဟိုအဲ့ဒါကြောက်တွေ့တာငယ်ဒီပိုင်းမထည့်တာမလေးကို YouTube မှာပတင်းတော့ကိုလေးရောထည့်တာအဲ့ဒီတော့ကြောက်တာ ဟိုတော့ဘုံလေးဟိုလိုက်ကြတဲ့သုံးတယ် ပါတယ်ဗျာ ကျွန်တော်ရလို့မဟုတ်ပါဘူးတော်ဒါဂျပန်ရောက်သွားသလိုပဲပါပဲ တဲ့ဟုတ်လား သူကဂျပန်ရောက်သွားသလိုပဲဂျပန် ဒီလိုရိုက်လိုက်မယ်လေကြာညီမရောက်ခဲ့တယ်ပြောရအောင် ပေါ်တော့တယ်လေးလာလောက်ကိုလေးလာလောက် လေးလာလား ဂျပန်စတိုင် အာရီကဆိုကိုဆိုင်ပါအာရီကဆိုကိုဆိုင် ကိုရရတယ်ရတယ်ချိုးသွားနေပါလေဒါတို့လည်း ဒါတွေကဂျပန်ဘရန်ဆိုပြီးတော့ဂျပန်ရောက်နေတဲ့မောင်ချီကနေမှရှင်းပြရပါတယ်ဒီနီတိုရီမှာနော်နီတိုရီကထိုင်းမှာလည်းဖွင့်လာပါတယ် ဟုတ်ပါဤကန်ဒါလေးကိုဤကန် ရတယ်အဲ့လိုရတယ် ကိုလုံးဝထားမှာမဟုတ်တော့ဘူးလားဒီကဆိုတော့ကိုဝတ်ထားမှာမဟုတ်တော့ဘူးလားဒီကဆိုတော့ဂျပန်ကတော့လည်းရည် ရအဲ့ရဟုတ်တယ် ကပုံရိုက်သမားရဲ့ဒီလို သူရတူရပြီလောက်ဟဲ့ အေးလားဝေး အဲ့ဘောတော့ကျွန်တော်ကတော့မဝယ်မဲ့တူရောသိရမလားဒီတိုင်းပဲရှောက်ပဲကြည့်ပြီးတော့ပဲပြင်ကြပါလို့ဆိုပြီးတော့ပြင်ကြပါတယ်တွေ့တယ်ကျွန်တော်တို့ဒီဒါပရီဘောကတန်းတွေရောက်သွားရှိမှာပေါ့နော် ငန်းနဲ့ပါလေလောက်တယ်ဒါမှမဟုတ်ခုနှလုံးပါရုံးကနေပါလေဒါမှမဟုတ်တခုတည်းနောက်တော့မဟုတ်တကယ်ပြော နေဦးနေမှာတာ ငါဆိုလူချေအောင်လို့ထိုင်ရမှာ 나도 누구지 어느 타냐고. အိမ်မှာကျွန်တော်လူရှင်အောင်လို့ထိုင်ကုန်ထိုင်ရမှာပဲဆိုပြီးတော့ကိုကြီးနဲ့ဆက်ပြီးတော့နောက်ကြမှာလာဝင်မယ်ပေါ့နော်နောက်ကြမှာဒီကျွန်တော်ဒီတတိုင်လုံးပေါ့နော်ကျွန်တော်ဒါမြန်မာနိုင်ငံကိုတည်မယ်ဆိုပြီးတော့ကျွန်တော်အစီအစဉ်နဲ့ဒီခေါက်ကကျွန်တော်ဒါမနိုင်လို့ပေါ့နော်မနိုင်တော့ကျွန်တော်မတည်တော့ဘူးနောက်ကြမှာတော့ဒီလေရင်စီးလုံးဝယ်ပြီးမှပဲကျွန်တော်ဒီပကံနေရစပေါ့နော်ကျွန်
တော်စင်နေအဆုံးပေါ့နော်အဲ့ဒါဝယ်မယ်ဆိုကျွန်တော်တို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဟုတ်နော်အဲ့လိုမျိုးဆုံးဖြတ်ချက်ချမှာပဲကျွန်တော်အချိန်မှာကျွန်တော်မေကစကားတွေတက်ကြည့်ပါတယ်နော်စကားတွေစကွက်တွေကျွန်တော်ခွက်တွေပေါ့နော်အဲဆက်ကြည့်ပါတယ်ဆက်ကြည့်ပြီးကျွန်တော်ရှေ့ဆက်ပြီးသွားတယ်ပေါ့နော်သူကတော့ဒါရင်နွေကိုလိုချင်နေပါတယ်ရင်နွေကိုကလည်းကျွန်တော်ဒါနောက်ကျမှခွဲမှာပါစီစဉ်ရှိပါတယ်ဒီဘက်တွေကိုအဲ့ချိန်မှာကျွန်တော်မေရပေါ့နော်ကျွန်တော်ရှစ်တန်းကျောင်းသားဘဝတော့ကျွန်တော်မနေ့အစောစီ6နာရီထပြီးကျူရှင်သွားတဲ့အခါမှာကျွန်တော်မေရအမြဲပြောလို့ရှိပါတယ်ငါသားရင်မေအိတ်ချင်တာဆိုပြီးတော့တန်းပြပါတယ် ဒီဘက်မှာနာမည်ကြီးနေတယ်အဲ့ပေါင်းနေတော့ကျွန်တော်ပါပဲ ဟာလားနင်းတယ် ဟိုမျိုးခတ်တယ် ဘာဘယ်လိုလုပ်ဒီလိုခက် တော့ ကဲကဲ တော့ပြနေလေ ဒါနေဖေးကွာဝင်လာတာရ ဘာလဲ ကျုပ်ဘိုးရင်းနေတယ်ဒါလေးကလာတာဒါလေးကြီးတယ် အဲ့ဆိုမိုက်တယ် မောင်းရတယ် ဒီမှာဒီလောက်လောက် မမတို့အိမ်နဲ့ချက်လို့မရဘူးဒါရဲ့ချက်မရဘူးဟိုလုံး flavor နဲ့မှာလားဟိုလုံးချက်မှာရအောင် ဒီမထွက်တဲ့ဟာလေးရှိရတဲ့အိမ်မှာ အာ ဟုတ်ပလေး အဲ့မှာပေါ့နော်အမေတို့ကတော့အိုးဝယ်ခြင်းတဲ့အတွက်ကြောင့်မို့ရှိရလေဘာညာတတကားဆိုပြီးတော့အတင်းပြောနေပါတယ်တကယ်ကြတော့ဒီအိုးတွေကဟာပေါ့နော်ဒီ gas မီးတွေပိုင်းမှာချက်လို့ရတဲ့အိုးတွေပေါ့နော်ပြီးလျှက်စစ်ပေါ့နော် IH လို့ခေါ်တယ်ပေါ့နော်လျှက်စစ်အိုးတွေပိုင်းနဲ့ချက်မှလို့ရတဲ့အိုးတွေပေါ့နော်အဓိကတော့အဲ့အိုးတွေကမကောင်းပါဘူးနော်အဲ့အိုးတွေကမကောင်းပါဘူးဆိုတော့မြန်မာပြည်တော့မဟုတ်ကျွန်တော်တို့အိမ်နဲ့တော့တင်မတိတ်အဆင်ပြေဘူးကျွန်တော်အိမ်တော့ဒေနီပဲအဆင်ပြေပါတယ်နော်အဲကြောင့်ကျွန်တော်လက်လျှော့ခိုင်းပြီးတော့ကျွန်တော်ဝယ်ခိုင်းခဲ့ပါဘောနော်ဝယ်ခိုင်းခဲ့ပြီးကျွန်တော်တိုင်းပြန်လာပါတယ်နောက်တော့တနေ့ရောက်တော့ခါကျတော့နော်ဂျိုကီကအယုတ်ကောက်ချင်တယ်ဆိုလို့ပေါ့နော်အယုတ်ဝင်ကောက်တယ်ပေါ့နော်အယုတ်ကောက်တော့မဟုတ်ပါဘူးကျွန်တော်ဒီအယုတ်ဆန်ကိုကျွန်တော်နည်းပါတော့ကျွန်တော်ဝင်လှူတာပေါ့နော်တိုင်းပိုင်းမှာကျွန်တော်အဖြစ်နိုင်ဆုံးရပါဘောနော်အနည်းဆက်ဆုံးရကျွန်တော်ရှာတယ်ပေါ့နော်အမှရှိသမျှပတ်စံကျွန်တော်တို့ဒီအကျွေလဲတယ်ပေါ့နော်အကျွေလဲပြီးကျွန်တော်ရုပ်တည်နေပေါ့နော်အမှကောက်မယ်ဆိုပြီးတော့ကျွန်တော်ကောက်တယ်ပေါ့နော်ကျွန်တော်ကောက်ခိုင်းတယ်ပေါ့ကျွန်တော်လည်းပဲကျွန်တော်ကောက်တယ်ဆိုရင်ဘယ်တော့မှမကြပါဘူးအားကြောင့်ကျွန်တော်မကောက်ပါဘူးကိုမျိုးလည်းကောက်မှလို့လုပ်ပါတယ်ဒါပေမဲ့မကြပါဘူးအချိန်မှာကျွန်တော်တို့ဒီအရုပ်ကောက်တာကျွန်တော်တို့ဒီချဲတန်းခေါ်မယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ငိမ့်ဖြူကဝင်ကောက်ပါတယ်စပါပြီသူကောက်တာလေကျွန်တော်ဝမ်းကြည့်ကြပါဦး လုပ်ကြည့်လိုက်မယ် ရင်းတော့ကို အဲ့ဒါလို့ရချင်းရကို အများပါကျန်တဲ့ကြာတော့အချိန်ပြေးတော့လို့ရနေလက်ကနေပြီဟုတ်ပြန်သားကြီးဘောအောင်လောက်တာတို့လိုက်တယ်ဖက်ကုန်တယ် ဟုတ်တော့ ဒီတစ်ပတ်လေးက ဟိုတော့အားပြလိုက် ဒီပတ်လေးကလာရလာ ငါလည်းသိုးလို့ရသုံးလို့ရတယ်ငါလည်းသိုးနေပြီငါတော့ဂျပန်1000လောက်ကုန်သွားအဲ့မှာပေါ့နော်ကျွန်တော်တားပါတယ်ပေါ့နော်ဒီအယိုးကောက်တာမရဘူးဆိုပြီးတော့တားတာပေါ့မှကျွန်တော်မရဘူးပေါ့နော်အဲ့မှာကျွန်တော်ညီမမြောက်ပေးတယ်ပေါ့နော်ကျွန်တော်ညီမမြောက်ပေးတယ်ဟိုညေးဖြူကလည်းပဲမကြည့်တဲ့အနေနဲ့နော်အဲ့မှာအကျွေးလေးသွားလဲပြီးတော့အဲ့မှာသွားလုံးနော်ဒုတိယအကြိမ်ဒါကောက်မှာဖြစ်ပါတယ်ဘယ်လိုဖြစ်မလဲစောင့်ကြည့်လိုက်ပါဦး ဖတ်ကြည့်ပဲ များရနိုင်များရဆိုဘာမှမပါနိုင်ဒါနဲ့များရပါ မပါနိုင်တော့ဒီကောင်နဲ့ရလားဒီကောင်လားမသိဘူး ရတယ်ဗျာ ဒီကောင်လေးတော့ဘိုးပြင်တာဟို6လောက်ရလောက် မရလေးနဲ့လည်း6လေးပါလာ 6လေးပါလောက်တယ် ကဲပြုံးလေးလုပ်ပြီ ငါမှလို့တော့ မပုတ်ဘူးပြတာ ဟေးနည်းနောက်တော့ပြန်နေလို့အားများပါလေဘယ်လိုလဲ တောင်းမရရလောက်ဘူးလေနောက်ပဲ မရဘူးနော် ရပါရလို့ အဲ့ကွာတာဖီကိုရိုက် ဟာဟာ ဟာပြတယ်တကယ်လို့ပါလားဟာလို့ပါလားဟာကြတာ ကိုပြဝတ်တော့တာနော်တို့ကြတယ်အဲ့ဒီကိုရိုက်ချင်တယ် အဲ့လေးဆိုရလို့ အဲ့မှာကျွန်တော်တို့တယောက်တစ်ပေါက်တင်နေပေါ့နော်အကျုပ်ကဟိုကရရဆိုပြီးတော့ပြောပြီးတော့ကျွန်တော်တို့အဲ့မှာလက်လျှော့လိုက်တော့လို့ပေါ့နော်လက်မလျှော့ရင်လည်းပတ်စံကုန်လာလွှဲပြီးတော့ဘာမှရမှာမဟုတ်တော့တဲ့ကြောင့်ကျွန်တော်လက်လျှော့ရင်နောက်ဆုံးကျွန်တော်သွားချင်တဲ့ icon CN ရှိကိုရောက်ပါပြီ
သွားလို့ရလား ဟောတော့လို့ရတယ်လေဟောဆင်းသွားတယ် ကိုအဲ့ဘကိုဗီဒီယိုရရင်နေလား အဲ့မှာပေါ့ဗျာသူများတွေကတော့ကျွန်တော်တို့ဒီကြောက်ဖျားမြေပုံမှာဘာညာတက်တကားပေါ့နော်ဘာညာတက်တကားဆိုတာပါပေါ့ဒီပူပေးစားတယ်ဘာညာတက်တကားပေါ့နော်ကျွန်တော်ကတော့ဘွယ်ကတော့ပူပေးမစားပါဘူးကျွန်တော်မိဘတွေကစံအကုန်မှာတားကြောက်တော့ကြောင့်မဟုတ်ဘာမှမစားပါဘူးဒါပေမဲ့ကျွန်တော်ဒီ icon စီရန်ယူကျွန်တော်လှည့်ပဲကြည့်တယ်ကျွန်တော်ဒီမှာအောက်တွေပါရှောက်ပြီးတော့သွားတယ်ပေါ့နော်ဒီနေရာမှာပဲကျွန်တော်တို့ဒီဓာတ်ပုံလေးပါရေးဖြစ်ရိုက်ပါတော့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒီယာကြီးကိုပဲကြည့်ပြီးတော့ကျွန်တော်တို့ပြန်လာခဲ့ပါတယ်ခုလိုအားလုံးကိုကျွန်တော်မေဆိုရင်မကြည့်ရနော်ဇက်ကိုညောင်း နဲလာတယ်ဗီဒီယိုလေးဟာရေးတယ်နော် အဲ့မှာရေပြီးတော့တတိဝေးပါတယ် ပြပြနဲ့ဟိုနော်မော်တော်လေးနဲ့ကတ်ပြီးအောက်ကရေးတဲ့အခါကလေးနဲ့ကတ်ကြည့်လို့ရတယ် အဲ့မှာရေနဲ့ချောပါတယ်ပေါ့ ရင်းနေစင်းလို့ရ ရဲနေသိမရတော့ဘူးကျွန်တော်လည်းတေချာမသိပါဘူး စင်းရ မရဘူးရတော့ မပြီးပါဘူး ဒီဘက်ကလူတွေကတော့ဟိုဘက်ကနေလက်ပဲပြီးဆင်းနေတာတော့မသိဘူးเนาะကျွန်တော်တို့လက်ပဲပြီးတော့ကျွန်တော်တို့သွားပါတယ် ဒီနားတော့ တော့ဘယ်ဟာလေးလဲ အဲ့ပုံမှာ ရှူရင်းတွေကတော့လက်ပဲပြီးကျွန်တော်တို့ဒါကြည့်ပါတယ်ဗောအားရပါရမောမလားနေမှာတို့ဟောမတွေ့လားတင်မိုးကြီးပေါ့နော်ဒီမဲ့လေးရတော့ဒါတင်မိုးကြီးပေါ့မှာစားပါတယ်ကျွန်တော်မိသားစုတွေတော့ဒါမစားနိုင်လို့အတန်ဘူးပေါ့နော်ကျွန်တော်တို့လည်းအမေတို့မစားဘူးဆိုကျွန်တော်တို့ကလည်းမစားတော့ပါဘူးပေါ့နော် ဟိုချာလေးတော့ကြည့်ကြည့်တော့ ကဲဒါယူရောက်ဖို့ပြီးသွားပြီပေါ့နော်ရောက်ဖို့ပြီးသွားပြီဆိုပြီးကျွန်တော်တို့ပြန်လာပါပြီ အဲ့ဒါမြေပေးသွားမယ်မြေပေးသွားရုံကြီး အောက်ကနေစင်ပြီးသွားတယ်မှာဖြစ်တာပါဒါပါပဲ icon စီရန်ဘန်ရောက်တဲ့ဆိုရင်တော့ icon စီရန်ကိုသွားပြီးတော့ဘာညာမဟုတ်နော်ဒီရှေ့မှာသွားပြီးတော့ဘာညာသွားလုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျွန်တော်တို့ကျွန်တော်တို့ဒီဘန်ကောက်နဲ့ပတ်သက်တာရှိရဆိုရင်ကြိုက်ရင်တက်တာလည်းကျွန်တော်တို့မေးလို့ရပါတယ်ပေါ့နော်ကျွန်တော် comment ထဲမှာပြကျွန်တော်မေးလို့ရပါတယ်အားလုံးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဟမ်ဟိုလွတ်လွတ်